ဒီနေ့မောင်ရဲ့လူနာရှင်တွေရှိလား ဟုတ်ရှိပါရှင်ကျမအမျိုးသားဆင်ပြေလားရှင် လူနာကတော့အသက်အန္တရာယ်စိုးရိမ်ကြမရှိတော့ဘူးဒီနေ့ကတော့ဆေးရုံမှာစောင့်ကြည့်ရမယ်နောက်အချိန်ကြီးရောက်လာနိုင်တယ်ကောင်းဟုတ်ပါရဲ့အဲ့ဒါကျွန်တော်သွားလိုက်ပါဦး ကျေးဇူးပါရှင်ကျေးဇူးနည်းနည်းဆင်ပြေသွားတာနည်းနည်းဆင်ပြေသွားပြီအဲ့ဆိုရင်ဒီနေ့ခုပေါင်းစားတယ်နော်ဟုတ်ကဲ့စားရင်အဲ့ဆိုလေခုပြန်တော့စားရအောင်နော်အဲ့ဆိုပြီးတော့မထည့်ရမယ်ဒီတိုင်းလေးပဲဒီကဒီလိုမမေကတော့ဘာလို့တဲ့လူတွေလဲသူ့ကိုပြောနေရတယ်သမီးရဲ့သူကလူတွေလေးနဲ့နေရဲ့ဟာသူတို့ကလူတွေအသက်ကိုကယ်တင်နေရဆရာဝန်တွေပေါ့သူတို့ကလူတွေရဲ့သက်ကိုဘယ်လိုကယ်ရလဲသူတို့တက်ထားတဲ့ပညာနဲ့လူတွေရဲ့ယောဂဝိညာဉ်တွေတက်တာပြောက်ပြန်ကုသပေးနေတဲ့လူတွေလေအဲ့ဆိုဘာလို့ကိုရင်မမတွေကဟိုဦးလေးကြီးကိုကောင်းမငိမ့်ကြနေကြလဲအဦးလေးကြီးကအကိုရင်မမတွေရဲ့ဆရာလေသူတို့ကခုတော့ပညာမစုံသေးဘူးဆိုပေမဲ့နောက်ကျရင်သမီးကိုအမေပြောပြတယ်လို့မျိုးဆရာဝန်ကြီးဖြစ်လာကြအောင်ပါသမီးကခုတော့နေဒီလိုနားလည်မှာတော့သမီးလည်းတို့လိုဖြစ်နေတယ်မင်းအဲ့ဆိုတော့မိသမီးကစာချိုးစားမှာနွေစက်တွေလည်းနေပြန်ပြီလားဘာတွေးနေရလဲကောင်းနေလိုက်တာဟာဒီညမိုက်ပဲစားလို့နေပြန်ပြီလားဒီလိုပါပဲအဲ့ဒါဒီပြန်ခါမှနဲ့ဟာကိုကျမကြီးကိုခုစားအောင်စားတယောက်သွားပြီစားပါဒီဘက်ထိရောက်နေပြီနားလေးပဲရှိသေးတယ် ဟုတ်ပြီဒီနေ့လည်းရှာတယ်တော့ပဲပြီးရင်မင်းတို့မနေ့ကပြန်မယ် hospital လေ့ကျင့်ထားလိုက်ကြအောင်အော်ပါလေမင်းတို့ review ပေးပြီးသားလေကဲဟုတ်ပြီဟဲ့နှွေအဲ့ဒီနောက်ကော်ဖီဆိုင်သွားဖို့လိုက်ခဲ့မလားအေးလိုက်ခဲ့မယ်လေကော်ဖီဆိုင်ကငါအော်စတြေးလျစာလို့အောင်မလို့လေအများကြီးတော့ပါအဲ့ဆိုငါလည်းမိုက်တော့နင်းနဲ့ပဲနေကြလိုက်တော့မယ်လေအဲ့ဆိုလည်းနောက်မှတွေ့မယ်လေဘိုင်ဘိုင်ဒီဟာလည်းတော့ဆက်စပူးကြီးတွေငယ်စာပဲလုပ်နေရဒီလိုတော့ခေါ်တယ်ကိုဝဲဖြစ်ဒါပေမဲ့နှွေးကအများစာကြီးပဲလုပ်နေတယ်တင်ကုန်းနောက်ပါမှလည်းမဟုတ်ဘူးအဲ့တော့ကြီးလည်းမလိုပါဘူးလေဟာနင်ကလေသူ့မှာလေသူ့ရီမန်းချင်းနဲ့သူရှိမှာလေအမသိလားသူ့ရဲ့ရီမန်းချက်ကလေငါတို့ထက်ပိုမြင့်နေတယ်သူ medical educator ဖြစ်ချင်တာလေအဲ့တော့သူဒီလောက်စူးစမ်းနေရငါတော့မှားတယ်ချင်းကွာပြီးတော့ငါသူ့ခေါ်ရဲ့အကြောင်းညံ့လေသူကအတွက်စူးစမ်းပေးရတယ်
မင်းညာဆော်ရွေးအိတ်ပြောတာအော်ဆိုတော့ဖျက်တာတော့မှာလေငါလည်းဒီစားလို့ပြီနော်အေးပါအဲ့နဲ့နင်သိလားငါမင်းအောင်ဖုန်းပေးဝယ်ထားတယ်ဟုတ်လားဒီမှာလေ360ပေးရ360တော့အေးလေ360ကဈေးပေါ်တယ်ဟာငါဒီထက်ကောင်းတာတော့မှလိုချင်သေးရနောက်မှကြာရင်ထပ်ပြီးတော့တက်လဲမှာလေဒီဖုန်းတွေကကင်မရာဆိုရင်လုံးဝကြည့်တောက်ရှင်ကွာ quality ကလည်းတကယ်ကို share ပဲဝေးစင်ပြေးလားစင်ပြေးပါ။နွေနေဒီမင်းဆိုင်ရတာချက်ဘက်ကကြီးဖြစ်မနေဘူးလား။ဆိုင်ရလေဟင်းရလေးဘာလေးအောင်ချမပေးဘူးလား။နေဒီမှာခဏနေကြငါတို့ရလား ပြန်တယ်ကိုမနွေကြတဲ့နေလေဆိုင်တိုက်တယ်ကောင်းမင်း ထိုင်နေကွာသူငေါ့ညနေဘယ်လိုကြောက်တက်လိုက်တာတားကြီးမင်းအောင်ကြောင်း အေးဟဲ့ညီသားလေးပြောရအောင် အေးကွာငါတော့မကြည့်နိုင်ဘူး ဟိုကနေတရာထက်နေလက်ပြန်အား နောက်ဆန်လားအားပါ အဲ့တော့လက်ပြန်တောင်းလိုက်သွားလို့အဲ့ဒါနေစင်ပေးလိုက်ခဲ့ပါ ငါမနေ့ကအိတ်ကိုကြာရောရှိတယ်လေငါတော့မှပဲဟဲ့လေညဘယ်မလိုက်နေရလဲသူကဟိုက်တွနေကြ ဟာလားနှွေးကိုတောင်းတော့ ဆန်းလားမလဲလိုက်ခဲ့မယ်လေ ဟုတ်သားပဲအင်ပိုင်ဘူးလို့ကောင်းနှွေးနေရောတစ်ခါလိုက်ခဲ့ပါ ညလည်းလိုက်နေပြဖို့ရအားတန်းကြည့်နေတယ်တိုင်ပဲလို့နေမကောင်းပါဘူးလက်ပါနေလိုက်ခဲ့လေနော်စိတ်တွေလည်းဖြစ်တာလိုက်ခဲ့လေ သုံးမိုင်နဲ့လေ ဟဲ့သူကငါသူ့ဘေးမှာထိုင်ချလို့နေရာလေးလည်းပေးလို့ရလား အေးရတယ်လေရှိဝင်နေလား ငါတို့ဒီတိုင်းလေးပြောရှင်နဲ့စက်ခင်သွားကြရင်ကောင်းပါမယ်နော် မရပါဘူးမထင်ချင်း ။သူရောက်တော့ငါတီပြောနေတာစိတ်ဆူလိုက်တော့မှာ ငါလည်းဒီပြောပဲလေမခင်ချင်းတော့မခင်ချင်းပြောတော့ဒါလေငါပြောတဲ့ပြောနားမလဲရတော့နားမလဲချင်ဆောင်နေရတော့ ။ငါကြနေပြီသွားရအောင် ဟဲ့အဲ့မှာတရားနဲ့နေမလားပုံမှန်လေးချီးတူတူစောင်းလာနေရဟဲ့ရိုနီလိုက်ကြတာကောက်ကိုတော့အားငင်လာပြီ ပြန်တယ်မင်းနွေကိုခေါ်လာမင်းသမီးကိုခေါ်လာတယ်မသိရင်လိုက်ရှင်တဲ့ကလေးဇုတ်ခေါ်နေတယ်ကြားလိုက်တာကွာငါဒီမှာမတည့်ရနေတော့မြစ်ထွက်တယ်နွေစင်စစ်ပြရလားခုမဆက်တက်မှာကိုမျက်နှာတွေဖုဖက်နေတယ်လို့ပဲပြေပါမေးငါညာစာကြည့်အောင်နင်းကြောက်တယ်လို့ နှွေးနေတယ်ကွန်ပျူတာမယ်ဒါပေမဲ့အောက်ဆောင်ပြီးတော့လူလျှောက်ပေးရမယ် ဟဲ့သူကအဆုံငါတကယ်ချင်းပြစားဖောက်ခဲ့တော့နော်ငါတော့ငါတကယ်ချင်းနေနေပြီးတော့ညနာခင်ပြသွားလိုက်တော့မယ်နော်သွားပြီနွေ ဒီမှာခိုင်းတော့တော့ပါအားကြပြေးကွာ ဟ
နေရပတ်ပြီ အဲ့မပတ်နဲ့လေသူထားမှာပေါ့ ညနေသူစစ်တာလုံးနေပါရင်တော့နည်းနည်းလေးလျှော့ပါ သူကသင်ကြည့်ပဲဆွချလိုက်ဒါနဲ့မင်းဟိုညာစည်းထောင်ဝယ်ထားတဲ့ကချင်းလေးမင်းကိုပေးမယ်ဆိုပြီးဝယ်ထားတဲ့ကချင်းလေးပေးတယ်လားသူပေးချင်းသိနေ ပါပေးမှာပါသူ့တော့မလို့ပဲ ကူဖို့ရကြမယ်လာကြနေသမီးပြန်အောင်ပြီနော် ငါပြောပါရင်မနေလို့ဖြစ်ဘူးတရားတောင်ချိန်ဖြုံးပြီးသွားတယ်စားလို့ရမယ် အဲ့ဒီဘက်တော့မင်္ဂလာပါထိုင်ကြဒီနေ့ဆရာမင်းတို့ရေးကြီးရပြောဆက်တစ်ခုရှိတယ်နာဖီပညာရဲ့မှာ theoretical နဲ့ practical ဆိုပြီး2မျိုးရှိတယ်အခုမင်းတို့ theory တင်ပေးတဲ့လောက်တင်ပေးပြီးသွားပြီဆိုတော့ practical ဘက်ဆက်သွားကြအောင် practical ဘက်ဆိုတော့ဘာလို့မလဲသိကြလား ဒီ session ဝင်ရမှာပါ အေးဟုတ်တယ်မင်းတို့ temporary တွေကိုလေ့လာပြီးတော့ဘယ်နေရာမှာ structure တွေကဘယ်လိုဖွဲ့စည်းထားလဲဆိုတော့ဒီချာလေ့လာအောင်မှာဖြစ်တယ်အဲအကြောင်းဆရာမင်းတို့ကျွန်တော် instruction တွေတေချာပြရမယ်မင်းတို့ကလည်းတေချာလိုက်တာတော့ကြ the section နဲ့မင်းတို့မင်းတို့ GD code และ8 mask နဲ့ cap တွေကိုဆင်ကြတယ် GD code ဆိုတာ section မဟုတ်ဘူးတက်ကိုအကြောင်းတိုင်းနဲ့ဆရာဝန်လောင်းတွေကိုခွဲခြားပေးလိုက်တဲ့ boundary ဖြစ်တယ်မင်းတို့ GD code ကိုဝတ်ဆင်ရတဲ့အချိန်ကစပြီးဆရာဝန်တယောက်ရဲ့ duty responsibility နဲ့ဒါတဲ့ဖြစ်သွားပြီဆိုတော့မင်းတို့နားလိုက်ရမယ်မင်းတို့ရဲ့လောက်ရတိုင်းမှာအကျိုးဆက်ရှိပြီးတော့ GD code ဟာမင်းတို့ကိုညွှန်ကြည့်အကူလို့ရအောင်အတိတ်ပဲပေါ်ဆောင်နေဆိုတော့မင်းတို့နားလိုက်ရမယ်လိုက်ဝတ်တယ်ဆိုတော့လေ chemical နဲ့အညစ်အကြေးတွေကိုကာကွယ်ပေးအောင်လည်းမဟုတ်ပဲမင်းတို့ဒေသသမှုကိုပေါ်ပြရဲဆိုတာနားလိုက်ရမယ်ဒုတိယခန္ဓာကိုလက်လာနဲ့ကြောင်းမကင်ရရဘူးပြီးတော့ max ဆိုတယ်ဆိုတာရှူရဲလေးကိုပြင်ဆင်ပေးအောင်လည်းမဟုတ်ပဲ section 1ထဲမှာစီကံရှိဖို့မလိုလားအပ်တဲ့မပြောတဲ့စကားတွေမပြောမိဘူးမင်းတို့ကိုစီကံရှိနေတယ်ပြီးတော့အလောက်တာဝန်ကိုအာရုံစက်တယ်ဆိုတော့နားလိုက်ပါနောက်ဆုံးအနေနဲ့ cap ဖို့တယ်ဆိုတာပူကောင်းပုံမှာရှိတဲ့စပင်နဲ့ပူမအညစ်အကြေးတွေမကြအောင်လို့ကာဝယ်ပေးတယ်ဆိုပေမဲ့ section room operation room ထဲမှာစနစ်တမြင်စာပူမတစ်ကောင်စာအမှလုံးဝမခံဘူးဆိုတော့မင်းတို့နားလိုက်ရပါဒီအရာတွေဟာဘိုးအစားပြင်စင်နေမဟုတ်ပဲ standard တွေဖြစ်တယ်ဆိုတော့မင်းတို့စမ်းမှတ်ထားကြပါအရေးကြီးဆုံးကတော့မင်းတို့ရဲ့စိတ်ထားပဲမင်းတို့ section room ထဲမှာလေ့လာမယ့်အရာတွေက that body ဆိုတာမင်းတို့စိတ်ပညာလေ့လာသင်နိုင်ဖို့မင်းတို့ရဲ့အမှားယွင်းတွေပြင်ပလူနိုင်စီမြောက်ပြန်အချိန်ကြီးပြင်ဆင်မှုနိုင်ဖို့အတွက်သူတို့ရဲ့ခန္ဓာကိုယ်တွေကိုပြဆက်ခဲ့ကြတယ်မင်းတို့ရဲ့မြင်စရာမင်းတို့ရဲ့ဆန်းလက်မှန်တာဆိုတော့နှလုံးထဲထားကြပါကိုစိုက်ပြတဲ့အတိုင်းကိုမြင်ရိတ်သိမ်းရမယ်ဆိုတော့တတိယအကောင်းဆုံးကြိုးစားကြဟုတ်ပြီအဲ့ဆိုရင်အချက်စားကြအောင် ကိုနေသေးတယ်ရေးရတာ ဒီနေ့လက်ရှာကြီးခတ်လိုက်တာဟာဘာတွေဒီမှလည်းမသိဘူး။အော်အေးဒါနဲ့ငါတို့လူတွေခွဲရမှာနော်။ငါတို့စိတ်လှရှာနေ။ဒီနေ့တော့ ဟောလူသေးလဲညီရလေသူတို့ respect ထားရဲ့အညီနဲ့ဆရာကြီးကငါတို့တက်ပေါ်ကြီးလို့ခေါ်ခိုင်းထားတယ် အေးပါဟာနေရလဲဘလိုပဲဖြစ်ဖြစ်သူတို့ကတေးပြီးသားပဲလေလုတ်ခေါ်ပေါ့ ညီရလေအဲ့လိုပြောပြလို့ ။ဟဲ့တေးပြီးသားဆိုတော့ပေါ့
အားတို့တစ်ဆက်ရှင်ဝင်နေတော့ဘိုးရီးယားကားတွေကသုံးပြီးတော့ထလိုက်လို့ မင်းတို့ကလည်းသူတို့ကငါတို့ဆေးပညာနဲ့တွေ့ကြကြတင်အောင်ဆိုပြီးသူတို့ခန္ဓာကိုယ်အောင်လုပ်ပေးခဲ့ပြရလေသူတို့ဆန္ဒနဲ့ရွေးကြတော့ငါတို့လေးစားတယ်ဟုတ်တယ်နိုင်ငံเจ้าမှာဆိုရင်ကဆိုင်းနမန်ထားဆိုရဲဝိညာဉ်မဲ့မျက်စရာတွေအတွက်ငါတော့ပြုတ်ဝင်လုပ်ပေးကြတယ်လေသူတို့မရှိဘဲနဲ့ငါတို့ခန္ဓာကိုယ်ကဘယ်နေရာမှာပါရှိရဲဆိုတာအသေးစိတ်လေ့လာနိုင်ဘူးလေအဲ့တော့အသိပညာဆိုတာလည်းစောက်ထဲမှာရှိရမှာမဟုတ်တာ အေးကွာငါမလေးစားလို့ဖြစ်သွားတယ်တောင်းလို့ပါ အေးကွာငါလည်းမှားသွားတယ်နွေနဲ့စုနဲ့ပြောတာမှန်တယ်သူတို့ကငါတို့ရဲ့အကျိုးအတွက်သူတို့ရဲ့ကိုယ်ခန္ဓာတွေကိုလူရန်ပေးခဲ့တဲ့မုံမြတ်တဲ့စိတ်လုံးပါရှင်နေပဲအခုကနေစပြီးတော့သူတို့ကိုမြတ်ဆရာတွေပဲသဘောထားရမယ်ကွာ အေးပါမင်းတို့မြင်နေရတာဝင်တာပါ တမီးခါလေးရိုင်နော်တမီးခိုင်နော်ဆရာမတမီးအခုဖြစ်နေတဲ့အခြေအနေလေးကိုပြောပြချင်တယ်အဲ့တော့တမီးရဲ့ယောဂါကိုဆရာမတို့ diagnosis လုပ်လိုက်တဲ့အခါမှာ cerebral hemorrhage လို့ခေါ်တဲ့အုံနောက်မှာသွေးယိုနေရမျိုးကိုတွေ့ရတယ်ဒီယောဂါကဘာကြောင့်ဖြစ်လဲဆိုတာအဖြေရှာကြည့်တဲ့အခါမှာ pheochromocytoma လို့ခေါ်တဲ့ tumor တမီးမှာဖြစ်ဒီ tumor က adrenaline လိုမျိုး stress hormone တွေကိုထုတ်ပြီးဒီ stress hormone တွေများလာတဲ့အခါမှာအုံနောက်မှာ share vessels တွေ rupture ဖြစ်သွားစေနိုင်တယ်သမီးဒီလိုအခြေအနေမျိုးတွေကသမီးတို့လူငယ်တွေမှာတော့ rare ဖြစ်တယ်ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲသမီးမှာအလားတူယောဂလက္ခဏာမျိုးကိုဆရာမတို့တွေ့ရတယ်သမီးမှာညနေတဲ့အလုပ်လုပ်ရတာမျိုးရှိလားသမီးလည်းဆေးကြောင်းတက်နေရပဲသမီးကအယိုးသားဆုံးမျိုးမှာဆရာမတို့လည်းတင့်တော်တဲ့ treatment ကိုပေးနိုင်ပါဟုတ်ဆရာမသမီးညမှာဆိုရင်တော့အိမ်လုပ်တွေလုပ်ရတယ်ဆရာမမမေကခောက်ဆွဲရအောင်ဆိုလေအိမ်လုပ်တွေမလုပ်နိုင်ဘူးအဲ့တော့သမီးညမှာမြေကိုလုပ်ပေးရမျိုးရှိတယ်အဲ့အကြောင်းဖြစ်မယ် pheochromocytoma ကိုဓာတ်ရိုက်ဖြစ်စေရတော့မဟုတ်ပေမဲ့ဖြစ်စေတဲ့ factors တွေထဲမှာလည်းအဲ့ဒါလေးပါတယ်သမီးမှာခေါင်းရမ်းကြိုက်တာတွေချွေးရမ်းထွက်တာမျိုးဖြစ်ဘူးလားဖြစ်တယ်ဆရာမဒါဆိုဘာလို့ဆေးခန်းကိုစောစောမပြရလဲသမီးကဆေးချောင်းသားဆိုတော့ဆရာမတို့စီမှာငွေချင်းမီလိုပဲကုပေးတာမျိုးရှိတာသမီးသိရတာဟုတ်ဆရာမဒါပေမဲ့သမီးကပုံမှန်အေးပြလို့ဖြစ်တာလို့ပဲရှင်းခဲ့သမီးကိုလည်းအပြစ်ပြောလို့မရပါဘူးဒီ pheochromocytoma ဆိုတဲ့ယောဂရဲ့နောက်ထပ်နာမည်က Gray mimic တယ်လေပြီးတော့ဒီယောဂကိုတေချာမစစ်စေလို့ဆိုလို့ရှိရင်လည်းသိနိုင်မှာမဟုတ်ဘူးသမီးကလည်းအခုမှဆေးချောင်းဆက်တက်တာဒါပေမဲ့ဆရာမတို့ပေါ်စားလို့တော့မရဘူးနော်သမီးရဲ့အုံနောက်သွေးယူတာကပြင်းထန်နေဆရာမအမှန်တမ်းပြောပြလို့ရှိရင်သမီးရဲ့အသက်အန္တရာယ်ကိုစိုးရိမ်နေရတယ်ဒါပေမဲ့စိတ်မပူပါနဲ့ဆရာမတို့အသက်နိုင်ဆုံးစူးစမ်းပြီးတော့စောင့်ကြည့်ကြတာပေါ့အဲ့ဒီတော့သမီးရဲ့ပူပေါင်းပေါင်းမှုကိုလည်းလိုအပ်တယ်ဟုတ်ကဲ့ဆရာမငါဒီလိုလုပ်နေလို့မဖြစ်ဘူးငါမှဖြစ်ချင်တဲ့ရည်မှန်းချက်တွေငါရဲ့အမေပြီးတော့ငါရဲ့ချစ်ရတဲ့တငယ်ချင်းတွေရှိသေးတယ်ငါတို့အတွက်အကျိုးရှိတာတစ်ခုခုလုပ်ရမယ်အေးမင်္ဂလာပါအန်ဂျာနေဆရာမင်းတို့တင်ရဆက်လို့ရှိတယ်အဲ့ဒါတော့မင်းတို့တင်ရချင်းနေတဲ့လားချက်ဘောတော့ဘာကိုပြောင်းသွားပြီဆိုတော့ကြောက်
ဒီအချိန်တွေရဲ့ကိုမင်းတို့နေရာမကြည့်နိုင်ဖြစ်နေမယ်ဆိုတော့ဆရာနားလည်းပါတယ်ဆရာလည်းမင်းတို့နဲ့ထပ်တူခံစားဝမ်းနေရပါတယ်ကျမမေဝတန်သူရအွန်လိုင်းနဲ့စုလို့ရှိကြတာမေကမင်းတို့ကစာကောင်ချင်တာပဲကဲ တကယ်ချင်းတို့စိတ်မကောင်းစွာနဲ့ပဲငါနေတို့နဲ့နှုတ်ဆက်ခွဲခွာရတော့မယ်ငါနေတို့ကိုဒီစာရွက်နဲ့မဆက်အောင်ကိုပြောချစကားတွေအများကြီးရှိရဲ့ငါရဲ့အခက်အခဲဆုံးချိန်တွေမှာနေတို့ရှိနေပြီးခဲ့ငါ့ကိုပျော်ရွှင်မှုတွေလွတ်လပ်မှုတွေနဲ့ခွန်အားတွေပေးခဲ့နေတို့နဲ့ခရီးသွားခဲ့တဲ့ချိန်တွေကငါအတွက်မနေ့တနေ့လိုပဲခံစားနေရသေးရဲ့နေတို့နဲ့တွေ့ဆုံခဲ့ရတာငါအတွက်တကယ်ကံကောင်းတယ်ငါအတွက်တော့ဒုတိယမိသားစုပါပဲဒါပေမဲ့တွေ့ဆုံခြင်းကခွဲခွာခြင်းရဲ့စပဲလေဒီယောဂါကငါ့ကိုနင်တို့နဲ့ရောငါအိမ်မက်တွေနဲ့ပါဝေးရအောင်လုပ်ခဲ့ပြီငါရန်ဖြစ်ရှင်ခဲ့တဲ့ medical educator လည်းမဖြစ်နိုင်တော့ဘူးအနာဂတ်မှာလူနာတွေကိုလည်းခမခုမပေးနိုင်တော့ဘူးငါမဖြစ်နိုင်ခဲ့ပေမဲ့နင်တို့ကတော့ဖြစ်နိုင်ပါသေးရဲ့စူးစမ်းကြပါတကယ်ချင်းတို့စိတ်ရကြတဲ့ချိန်တိုင်းငါတို့စူးစမ်းပေးနေရလို့သဘောထားပေးကြပါနှုတ်ဆက်ပါတယ် ဟဲ့သူကနင်းစင်ပြေးရလားနေခံစားနေရတာငါတကယ်ကိုချင်းစားပါရဒါပေမဲ့လည်းနေရနေဒီလိုပုံစံနဲ့ငါချင်းမမဟုတ်ဘူးက ငါမျိုးကိုခွဲစိတ်နိုင်အောင်ထင်တယ်ကိုချစ်တဲ့တယောက်ကိုကိုယ်တိုင်ခွဲစိတ်ဖို့ဆိုတာစိတ်ကူးရအောင်တွေးဘူးပဲ ပြောသူကဒီမှာနေရနင်းနဲ့ငါနဲ့တွေ့ပြီးတဲ့စားတစ်ဆောင်ချင်ထားပေးခဲ့နေရနင်းဒီလိုဖြစ်မှာသိခဲ့ပုံရတယ် ဒီကငါဝင်ခံကြတခုရှိရယ်တကယ်ကနင်ငါ့ကိုကြိုက်နေကြရအောင်စော်ရီးကြရငါသတိထားခဲ့မိရယ်ဒါပေမဲ့ငါဘာလို့မသိချင်အောင်ဆောင်နေခဲ့လဲဆိုတော့ငါ့ရဲ့အိမ်မက်နောက်ကိုအရင်လိုက်ချင်ခဲ့လို့အဲ့အတွက်ငါတောင်းပန်ပါတယ်ငါရဲ့ medical educator ဖြစ်နေတဲ့အကြောင်းသားတွေကိုစိတ်ပညာသင်ကြားပေးခြင်းနဲ့အိမ်မက်ကအရန်ကိုပြင်းထန်နေခဲ့မိရယ်ဒါပေမဲ့လည်းကန်တရားခွင့်မပြုခဲ့ဘူးငါတမရှိတော့ရင်တောင်မှငါရဲ့အိမ်မက်ကိုမဆုံးလို့ချင်သေးဘူးဒါကြောင့်ငါဆိုင်တဲ့မန်တာဖြစ်နေနင်တို့ကိုတင်ပြပေးဖို့ရွေးချယ်ခဲ့တယ်အကောင်းဆုံးသင်ယူကြပါ သူကနင်းဖက်ပြီးပြီလား နင်ပြောမှန်းနေငါလိုဖြစ်မနေတယ်မျိုးရဲ့ဆန္ဒနဲ့အိမ်မက်ကိုလေးစားမယ်သူဓာတ်ပေါ်တွေရွေးချက်ကိုဒီမဲ့ပြော 让什么？心里想是啥？看到没有？你想要啊？是地方，台湾地方。 ဘိုးအခါသူနေရလဲယူပခန္ဓာစေတနာဖြင့်တထာကြည်ဘူးစွန့်ပါလူကဲဒါနကုသိုလ်မလိုအင်ပဲပြိုသောကျုပ်တို့စီဘူးကိုလေအထွေထွေအားအသားအသွေးရိုးဖွေးနှင့်အစင်စင်သောအစေအကျော်နတ်မြေတော်တို့ပေါ်များစွာဟုထ
ထောက်ပံ့ကူ၍ယူတဲ့တပွင့်ဟုတ်တဲ့စင်ပွဲအမြင့်ရောက်ဖို့ပင့်တင်ဖို့ကြောင့်ထိုသောဂျေစုစပယ်ဘူးကိုဥထိပ်ပန်စဉ်ជីဘဝင်ဖြင့်မြင်ကြားတိယဘေယယောဂအဖျားဖျားကိုကင်းကွာပြောက်စေကုသလေကြောင်းပမာတော်ဟုမနောင်းဧကံစင်စစ်မှန်ရန်ကြံစီမတန့်အားထုတ်အပ်ဟုဆာလမန္တာမျက်စေရထံကျိုးကျိုးမလျှော့ကျွံကြောဤ